ဘာကြောင့်မြန်မာနိုင်ငံမှာအဝလူသူတွေပုံများလာရတာလဲအဓိကတရားခံကတော့နေထိုင်စားသောက်မှုပုံစံတွေစိတ်ပီစီမှုများတာတွေနဲ့ကိုယ်လက်လှုပ်ရှားမှုနေတာတွေကအဓိကတရားခံတွေပါအသက်အရွယ်တစ်ခုကိုရလာတဲ့အခါမှာမျိုးသမီးတွေကဟော်မုန်းအပြောင်းလဲကြောင့်မလို့ပို့ပြီးတော့ဝလွယ်လာပါတယ်ဒါကြောင့်ကိုယုံကြည်မှုလျော့နေလာပြီးတော့စိတ်ပိုင်းဆိုင်ရာအပြင်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေပိုတိုးလာတာမျိုးတွေဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ဂျပန်နဲ့တောင်ကိုရီးယားမှာရှိတဲ့အမျိုးသမီးတွေကဘာလို့နှုတ်ပြပြီးတော့လှပနေရလဲဆိုတဲ့လိုအပ်ချက်ကိုနားလည်ဖို့အတွက်သူတို့ရဲ့နေထိုင်စားသောက်မှုပုံစံကိုတစ်ချက်လေ့လာကြည့်အောင်နော်ပထမဆုံးအချက်ကတော့အစားအစာပါသူတို့ကအဆီများတဲ့အစားအစာတွေထက် healthy food တွေကိုပုံမရွေးချယ်စားသုံးကြပါတယ်နောက်ပြီးတော့တကြားရစားသုံးတာကိုလည်းကန့်သက်ထားကြပါသေးတယ်ဒါကြောင့်သူတို့ရဲ့ခန္ဓာကိုယ်ကအဆီတက်တာနေပြီးတော့ခန္ဓာကိုယ်လှကိုတဘာဝဆန်ဆန်ကြာရှည်စွာထိမ့်သိမ်းထားနိုင်ကြပါတယ်။သူတို့အတွက်အလှပဆိုတာကမိတ်ကပ်လိန်တာတစ်ခုလည်းပဲမဟုတ်ပါဘူး။ကျန်းမာရေးကနေစတင်ခဲ့တာပါ။ဒါကြောင့်ကိုယ်လေးချိန်ကိုထိန်းချင်တယ်ဆိုလို့ရှိရင်ဂလူကိုဖုန်းကိုနေ့စဉ်ကျန်းမာရေးပါတနာဖြစ်ရွေးချယ်နိုင်ပါတယ်ရှင်။နောက်ထပ်လည်းကိုယ်လေးချိန်ထိန်းသိမ်းတာနဲ့ပတ်သက်ပြီးတော့ဗဟုသုတတွေအများကြီးဝင်ရပေးတော့မှာမို့လို့ဂလူကိုဖုန်းပစ်လေးကို like follow လုပ်ထားဖို့မမေ့နဲ့နော်။နောက်ဗီဒီယိုကြီးမှာပြန်ဆုံကြမယ်နော်။ Bye bye